ကိုယ့်ရဲ့အိမ်မှာသုံးနေတဲ့ပန်ကာတွေကတော့ပစ္စည်းကကောင်းနေတော့မယ်၊ကွင်ပြတ်တာခလုတ်ပြတ်တာဘာညာမရှိဘူးဒါပေမဲ့အရင်လိုလေအားမကောင်းတော့ဘူးဆိုလို့ရှိရင်ပြဿနာကတော့ဒီအမဲတုံးလေးပါပဲเนาะဒီအမဲတုံးလေးတွေကို capacitor လို့ခေါ်ပြီးတော့ပန်ကာထဲမှာသူကလျှက်စစ်အားနဲ့အားအရှိန်ပြင်းပြင်းလဲဖို့အတွက်အရင်ဆုံးနှိုးဆော်ပေးတဲ့ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်เนาะဒါလေးကတော့ 1.5 capacitor လေးဖြစ်ပါတယ်ဒီပန်ကာcapacitor လေးဆိုလို့ရှိရင်16လက်မပန်ကာတွေနဲ့12လက်မပန်ကာတွေမှာအများဆုံးသုံးတဲ့ capacitor လေးတွေဖြစ်ပါတယ်။ကျမတို့21 power လေးရဲ့စစ်ဆိုင်မှာဆိုလို့ရှိရင်အခုလိုမျိုး20 microfarad အထိ capacitor လေးတွေကိုရောင်းချပေးနေပါတယ်။ဒါဆိုရင်ကိုယ့်ရဲ့အိမ်မှာသုံးနေတဲ့ပန်ကာကအလဲနှင်းနေတယ်ဆိုလို့ရှိရင်ငွေ1500လောက်သုံးပြီးတော့ပန်ကာကိုရခင်ကအတိုင်းမူလအတိုင်းအသစ်တစ်လုံးဖြစ်သွားအောင်လေအားပိုကောင်းသွားအောင်ပြန်လုပ်လို့ရပါတယ်เนาะအိမ်မှာပဲကိုယ့်ဘာသာကိုအသစ်တစ်လုံးလဲလှယ်လို့ရပါတယ်ဒါမျိုးလေးကတော့စိုင်ပို့စရာမလိုပါဘူးရှင်ကျမတို့21 power လေးရဲ့စစ်ဆိုင်မှာဆိုလို့ရှိရင်အခုလိုမျိုး1 microfarad 1.2 microfarad 1.5 2 2.5 3 4 5 6အဲ့ရပြီးလို့ရှိရင်16နောက်ပြီးလို့ရှိရင်20ဆိုပြီးတော့ microfarad မျိုးစုံနဲ့ capacitor မျိုးစုံကိုရောင်းချပေးနေပါတယ်ရှင်။